လေစားကျင်စရာကြီးကွယ်စားရှင်စရာကြီးနော်ဒါလေးကအကျော်လေးပါကိုတိုင်ကြော်ထားတဲ့အကျော်ဆောင်လေးပေါ့နော်ပြီးရင်ဒါလေးကအချင်းကြီးပေါ့နော်ကဲဒီနေ့ငါကလေခြံထဲမှာတယောက်ထဲလာပြီးတော့အကျော်ဆောင်လေးကြော်စားတာပေါ့နော်အိမ်မှာစားရင်အဲ့ဒါခဏလာတယ်အဲ့ဒါကိုဘယ်သူမှလည်းမတွေ့ဘူးထင်ပါတယ်အမဟဲ့တော့တယောက်ထဲမပြင်းလားမလေးကွယ်ချင်းရည်လေးထည့်ဖို့ကျွတ်တွန်လေးထောင်းလိုက်ပါအောင်မယ်အရင်ဟိုအကုန်လုံးကြည်အောင်ထောင်းပေါ့နော်နည်းနည်းပေါ့ရပါပြီကဲအချင်းရည်အကြော်နဲ့သွဲစားဖို့အချင်းရည်လှုပ်လိုက်ပါဦးမယ်ဆက်လိုက်ပါဦးမယ်ရှင်ဒါငံပြားရည်ပါငံပြားရည်ကိုအနှဲငယ်ထည့်လိုက်ပါမယ်ကဲခုနကထောင်းထားတဲ့ကျွတ်တွန်ဖြူလေးထည့်လိုက်ပါမယ်ပြီးရင်မကြီးရည်လေးထည့်လိုက်ပါမယ်မြုပ်တီးမှုတ်လေးထည့်လိုက်ပါမယ်ပြီးရင်မှွေလိုက်ပါမယ်ပြီးရင်ပဲမှုတ်လေးအနည်းဟင်းထည့်လိုက်ပါမယ်ပဲမှုတ်လေးပေါ့နော်ဒါလေးကရတာရှိအောင်ချူမှုတ်လေးအနည်းငယ်ထည့်လိုက်ပါမယ်အရေးလေးပြည့်လေးဖြစ်သွားကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကအလုံနာဆိုတော့လေးခြံထဲလာလဲရင်းနဲ့ခြံထဲမှာအရွက်စုံကြော်စားမှာဖြစ်ပါတယ်အိမ်ထဲမှာစားရင်အဲ့တဲခဏရောက်လာအဲ့ဒါမို့ခြံထဲမှာလာကြော်စားတာပေါ့နော်ကြော်လိုက်ရအောင်စားဖို့ကဲဘူးဒီလေးကိုကြော်မောက်နဲ့နေပြီးတော့ကြော်လိုက်ပါမယ်ဘူးဒီအရင်ကြော်လိုက်မှာပေါ့နော်ဘူးဒီလေးကဝါလေးနဲ့ကျွတ်လေးစားလို့ရမ်းကောင်းပါငါတယောက်တည်းခြံထဲမှာအေးစီထိုင်စားလို့ရတယ်ကွဘူးဒီလေးလည်းကြက်လာကွစားခြင်းစရာကြီးငါအိမ်မှာအဲ့တဲလာလောက်တဲ့လူကတော့ငါ့ကိုရှာတွေ့မှာမဟုတ်ငါခြံထဲမှာဆိုတော့မလေးဒါလေးကနောက်တစ်မျိုးပေါ့နော်ကျွတ်သွန်နီကြော်တာပေါ့နော်ကျွတ်သွန်နီလေးကိုကြော်မှုန့်နဲ့နယ်လိုက်ပါမယ်ကဲကျွတ်သွန်လေးကြော်လိုက်ပါမယ်ရှီယာကျွတ်သွန်ကြော်လေးပါကျွတ်သွန်နီလေးလည်းကြက်ပြီးသွားပြီဆိုရင်စီလေးနဲ့တက်ပြီးတော့ပေါ်တင်လိုက်ပါမယ်ဝင်းနေကွာမြင်းခွာရွက်ကြော်လေးရပါပြီမလေးစားကျင်စရာကြီးကွယ်စားရှင်စရာကြီးနော်ဒါလေးကအကျော်လေးပါကိုတိုင်ကြော်ထားတဲ့အကျော်ဆောင်လေးပေါ့နော်ပြီးရင်ဒါလေးကအချင်းကြီးပေါ့နော်ကဲဒီနေ့ငါကလေခြံထဲမှာတယောက်ထဲလာပြီးတော့အကျော်ဆောင်လေးကြော်စားတာပေါ့နော်အိမ်မှာစားရင်အဲ့ဒါခဏလာတယ်အဲ့ဒါကိုဘယ်သူမှလည်းမတွေ့ဘူးထင်ပါတယ်လာပြီးခူးစားတော့ကဲစားလိုက်ပါဦးမယ်နော်အမဟဲ့တော့တယောက်ထဲမပြင်းလားမလေးကွယ်စိတ်ညက်လိုက်တာကွာငါလာပြီးတော့တယောက်ထဲစားပါတယ်ဆိုပါကလားခိုးစားနေနင်ကဘလို့ရောက်လာလဲဟမ်အိမ်ကိုလိုက်သွားတယ်လေအိမ်လိုက်သွားတာအဲ့ဒါအမကြီးရတဲ့ခြံထဲကိုသွားတယ်ဆိုလို့လိုက်ခဲ့တာဒီမှာဖုန်ကြီးเจ้าကလာတဲ့ဝစ်စုံတော့မလဲခဲ့ရဘူးဒီပါဝတ်ထားတဲ့ဝတ်ဆောင်ကလည်းလိုက်စားတဲ့ဝတ်ဆောင်လေလိုက်စားတဲ့ရုပ်ပဲရောက်တော့လဲကျွေးလိုက်ပါဦးမယ်လားစားမယ်စားချင်စရာကြီးကဲဘူးဒီကြော်လေးပါစားချင်ကြပြီကွာပေါင်းနော်ဘူးဒီကြော်လေးချင်းရချင်းလေးอ่ะ花枝你妈来杀到没呢？杀不呢？အမကိုယ်တိုင်ချက်တာလားအချင်းကြီးကတက်ပါ
ကောင်းလား ကျွတ်လေ ဘုန်းကြီးကျောင်းမှာလိုက်စားမဝဘူးတင်နဲ့ငါစီမှာလာပြီးတော့လာလိုက်စားပြီနော် အာယုံရ သူ့ရောက်ရှာသေးရနော်ညကျွတ်ညကွာချင်းငါချင်းရလေမပြန်တော့အေးတူတာကြီးကောင်း ဟုတ်လားဟောစားကြည့်အောင်မနော်မဒါပါကြော်တယ် ပဲပင်ပေါက်ကြောအောင်းနော် ရှင်ရရလဲပြည့်ပြီးတော့လေ ဘူးဒီကြော်လေစကုံးရကြော်လေကျွတ်နေတာတက်တုံကြော်လေမလဲ ဘူးတီကြော် ကစုံရကြောကစုံရတခါလေတိုင်းအဲ့တခါလေတိုင်းမှာဟိုသူများတွေတိတ်ပြီးတော့မကြော်စားဘူးဒါပေမဲ့ငါတို့ကြော်စားတယ်ကြော်စားကြည့်အရန်စားလို့ကောင်းတယ်မှာဟိုရကြော်တယ်နော်ကြော်တာရမ်းမယ်ကြည့်ရရမ်းကောင်းอ่ะ သူများရဲ့မထိုင်ကြီးစားမှုလို့လားမသိဘူးစားလို့ကောင်းပြီရောမနောက်တစ်ခါကျရင်ဘာကြော်ဖို့စီစဉ်ရှိသေးလား ဘာလို့ပြောပြရမှာလဲဟိုကလေအတီးကြိုက်လား ဟဲ့ဘာတီးလဲ လက်တီကြော်စားမယ် အဲ့ဒါတော့မကြိုက်ဘူးလေမရယ်မဟိုမကြည့်ရဟိုမကြည့်အကောင်ကြီး ဘယ်မှာတော့ နဲတယ်ကြည့်မဟုတ်ဘူး ဘယ်မှာလဲလို့ဟဲ့ငါကြော်ကောင်းမလားငါကြော်စီဝါဟဲ့ကောင်းမခဏလေးနော်ဟိုမှာအကြော်လေးခိုးွားလို့နှုတ်ဆက်လုံးမယ်နော်ဒီနေ့ကဆန်ထဲမှာအကြော်လေးတယောက်ထက်လာစားမယ်ဆိုပြီးတော့လာကြော်လိုက်တာအတီးရောကြော်ဆောင်ပေါ့နော်အဲ့လိုမျိုးကြော်စားတယ်နောက်ဆိုရင်ဘာကြော်မလဲဘာစားမလဲဆိုတာစကြည့်ပေးကြပါဦးဥမာကြော်လိုက်တော့မယ်